ကိုအမတ်တမဲ့မနေနဲ့ငါလုံးနေတာကံနေလုံးနေတာကောင်းတဲ့ကံလားဆိုတဲ့ကံလားသိဖို့လိုတယ်ပေါ့စိတ်ကူးယုံနဲ့တည်းပဲအကုသိုလ်ဖြစ်တာရှိတယ်စိတ်ကူးယုံနဲ့ပဲကုသိုလ်ဖြစ်တာရှိတယ်အဲ့ဒါကိုသတိထားဖို့မနောကံဆိုတာအလွန်သိမ်မွေ့တယ်စေရနာဟံဘိက္ခွေကမ္မဝရမိလို့ဆိုကြတော့လည်းပဲစေရနာတစ်ခုတည်းကိုကံပြောတာမဟုတ်ဘူးမနောကံတို့ကြတော့စေရနာမပါဘဲနဲ့လည်းကံဖြစ်တယ်နော်အထူးသဖြင့်သိမ်မွေ့တဲ့မနောကံအကုသိုလ်ဟာလဲလို့ဆိုလို့ရှိရင်အလုံးကိုသိမ်မွေးတယ်ဓမ္မလွန်ဘဝကိုမယုံပါဘူးကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးဆိုတဲ့မိစ္ဆာဒိဋ္ဌိအမြင်ပဲဖြစ်တယ်နော်မိဘကိုပြုစုလို့ကျွေးလို့အကျိုးမရှိပါဘူးမိဘကိုစော်ကားရင်လည်းအပြစ်မဖြစ်ပါဘူးလို့နောက်ဘဝဆိုတာမရှိဘူးကုသိုလ်အကုသိုလ်တို့ရဲ့အကျိုးမရှိဘူးလို့ဆိုတဲ့ဒီအမြင်ကိုကိုယ့်အမြင်ကိုဒီလက်တွေ့ကြတဲ့အမြင်လို့ထင်ကောင်းထင်နေကြလိမ့်မယ်အဲ့ဒီအမြင်မျိုးကိုလက်ခံယုံကြည်ကျင့်တတ်ပြီဆိုရင်တော့အဲ့ဒါမိစ္ဆာဒိဋ္ဌိပဲမနောကနဲ့မိစ္ဆာဒိဋ္ဌိအဲ့ဒီမိစ္ဆာဒိဋ္ဌိကစေရနာမပါဘဲနဲ့ကံဖြစ်သွားအဲ့ဒီကံကအဆိုးဆုံးကံလို့ဒီလိုမှတ်ရအဲ့မနောကနဲ့မှာပဲသူများပစ္စည်းကိုကြည့်ပြီးလောဘတက်ပြီးကိုယ်ပစ္စည်းဖြစ်ခြင်းနဲ့အတွေးတွေအဘိဓါကိုယ်နဲ့မတည့်တဲ့လူတယောက်ဒီလူဒုက္ခရောက်သွားရင်ကောင်းပါပဲခုခေတ်ဆိုရင်တဦးတယောက်ဒုက္ခရောက်ဖို့အတွက်တိုင်ရတယ်တောကြတယ်ခေတ်စကားနဲ့ပြောကြရင်အချွန်နဲ့မှားကြတယ်လို့ဆိုမျိုးတွေပေါ့နော်လူတယောက်ဒုက္ခရောက်အောင်ချွန်တွန်းလုပ်တာလေအဲ့ဒါတွေကဒီစိတ်ထဲကဖြစ်ယုံနေတယ်ဒီလူဒုက္ခရောက်တော့ပါစေဆိုတဲ့စိတ်ထဲကဖြစ်ယုံနေပဲဗျာပါဒဆိုတဲ့ဒေါသအကုသိုလ်ဖြစ်အဲ့ဒါစေတနာမဟုတ်ဘူးဒေါသကဖြစ်လောဘကလည်းပဲကံဖြစ်တယ်ဒေါသကလည်းကံဖြစ်တယ်ဒိဋ္ဌိကလည်းကံဖြစ်တယ်